အားလုံးပဲမင်္ဂလာပါပြည့်စုံလို့ channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကိုယ်တိုင်လက်နဲ့ကန်ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကင်မရာသိမ့်မငြိမ်ဘူးပေါ့နော်မိဖို့အတွက်တိုင်အဲ့လိုပစ္စည်းတို့ဘာလို့မရှိသေးလို့ကျွန်တော်ဒီမှာတခုပြောချင်တာကတော့ကျွန်တော်ဒီ YouTube ကောင်ကိုစဗီဒီယိုတင်တာနေအခုချိန်ဆိုတနေ့ပြည့်ပြီခင်ဗျတနေ့လောက်တော့ရှိပြီကျွန်တော်အနေနဲ့စစချင်းတင်တာကတော့2014ရာနောက်ဆက်အမှန်ဆိုဒီမှာတကယ်ဆိုကျွန်တော်2013စတင်တယ်ဒါပေမဲ့အဲ့တချို့ဗီဒီယိုတွေကျွန်တော်ပြန်ဖြတ်လိုက်တယ်ပေါ့နော်မကြိုက်လို့အဲ့ကျွန်တော်နေတင်ထားတာတော့နောက်ဆုံးဆို12လပြည့်ဖို့နည်းနည်းလေးပဲလိုတော့ရပေါ့နော်အများဆုံးကတော့17လတော့တွေ့တာတော့ဗီဒီယိုအရှိထဲမှာဆိုတော့လွန်ခဲ့တဲ့17လကလေးတင်ထားတဲ့ဗီဒီယိုတွေပါပဲကျွန်တော်ဒီမှာကိုယ့်ရဲ့အမြင်အယူဆတွေကိုပြပြအောင်နော်ကျွန်တော်အနေနဲ့ဒီမှာကျွန်တော်အဲ့ဟောဆက်စားလုံတော့ကျွန်တော်စကွီရှီအဲ့လိုမျိုးစက်ကူဘာလို့လဲပတ်သက်တဲ့ဟာတွေကိုကျွန်တော်တင်ချင်တာဒါပဲအခုမိုးရွာနေအတန်နဲ့ဆိုနေတယ်ပေါ့နော်အတန်မကောင်းခဲ့ရင်တောက်ပန်ပါတယ်ကျွန်တော်ဒီမှာဆက်ပြောရမယ်ဆိုတော့အဲ့ဒါမျိုးတင်ချင်တာကျွန်တော်ဆက်စားချင်းပြင်နိုင်ဗီဒီယို short ဗီဒီယိုသွားကြည့်လိုက်ပါတော့အဲ့ဒါစကွီရှီလုပ်တဲ့ဗီဒီယိုပေါ့နော်ကျွန်တော်ကနောက်ပိုင်းကျတော့ကျွန်တော်သူများလို့ food blog လိုက်ရိုက်ချင်တယ်နောက်ပိုင်းကျကျွန်တော်က game အဲ့လိုမျိုး game အဲ့လို game ဆော့ပြတဲ့ဗီဒီယိုတွေလည်းလုပ်ချင်တယ်အဲ့တော့ကျွန်တော်အနေနဲ့က game မ game လို့အဲ့ဒါဆော့ပြတဲ့ဗီဒီယိုနောက်ပိုင်းတော့တင်လာတယ်ဆက်စားကျွန်တော် game ဆော့တဲ့ဗီဒီယိုဘယ်လိုလုပ်ရကျွန်တော်မသိဘူးနောက်တော့မှကျွန်တော်လုပ်လာပေါ့နော်ဒီမှာဆိုရင်တော့အဲ့ဒီ YouTube ကိုလောက်ရတာလွယ်လားဆိုတော့မလွယ်ဘူးဗျကျွန်တော်နေတာကျွန်တော်တစ်နေ့လောက်လောက်တာတစ်နေ့လောက်ကြည့်ရမယ်ပေါ့နော်တစ်နေ့လောက်ဗီဒီယိုတွေတင်ထားတယ်ကျွန်တော်စီမှာဆိုအခု60ကျော်ရှိတယ်ဗီဒီယိုပါဒါပေမဲ့နောက်ပြီးကျွန်တော်ဒါပေမဲ့ဘယ်လိုပြော quality ကောင်းကောင်းနဲ့လူကြိုက်များမယ်လူစိတ်ဝင်စားမှုရအောင်လုပ်တတ်တယ်ဆိုရင်တော့တစ်နေ့မပြောနဲ့3လလောက်နဲ့တောင်မှ subscribe ပါအများကြီးရနိုင်တယ်ကျွန်တော်အနေနဲ့ကတော့ quality လည်းသိမကောင်းဘူးဗီဒီယိုတွေလည်းသိမလုပ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့subscribe ပါအယောက်40ကျော်လောက်ပဲရှိတယ်ပြောရမယ်ဆိုရင်ဗီဒီယို60ကျော်မှနေပြီးတော့ကျွန်တော်အနေနဲ့ subscribe ပါ40ကျော်ရှိရပေါ့နော်40ယောက်ထင်တာပဲအဲ့ဒီ62 post ဆိုတာကလည်းအဲ့ဒီအရှိရရှိသေးတယ်ကျွန်တော်ပြန်ဖြတ်ထားတာပေါ့နော်ကြောင်းသွားတဲ့ဗီဒီယိုဆိုအဲ့ဒါပထမကြည့်ဘူးတဲ့သူတွေဆိုမြင်မှာပါပေါ့နော်အဲ့ဒီဘာလဲမသိတွေ့မှာပါပေါ့နော်ကျွန်တော်ကြောင်းသွားတဲ့ဗီဒီယိုအဲ့ကျွန်တော်မကြိုက်လို့ပြန်ဖြတ်ထားတယ်အဲ့လိုဗီဒီယိုတွေအသိမကောင်းဘူးပေါ့နော်အဲ့မှာကျွန်တော်ဆက်ပြောရမယ်ဆိုရင်တော့ကျွန်တော်ကဒီ YouTube ကိုအရင်တော့မလုပ်ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့သူများလည်း YouTube လုပ်တယ်ကျွန်တော် YouTube ကြည့်ရပေါ့နော်ကျွန်တော်လည်းဗီဒီယိုတင်ကြည့်မယ်ဆိုပြီးစကွေရှီလုပ်တဲ့ဗီဒီယိုကို short ထဲမှာတင်ကြည့်တာဗီဒီယိုလည်းဘယ်လိုတင်လဲမသိသေးဘူးတော့နောက်တော့မှအဲ့ဒီ YouTube ထဲဗီဒီယိုဆွဲနေတာနေပြီးကျွန်တော်ကတင်တာပေါ့နော်ကျွန်တော်လာပြောပြတာဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်တစ်နေ့လောက်တော့ရှိပြီအခုကတချို့တွေကကျွန်တော်ပြန်ပြီး copy ထားလည်းရှိတယ်သူများဗီဒီယိုတွေကိုအဲ့ဒါကြောင့်မလို့ကျွန်တော်နည်းနည်းဘယ်လိုပြောကျွန်တော်အဲ့ဒါကြောင့် Naruto event နဲ့ပတ်သက်ပြီးNaruto mobile အကောင့်ထဲကနေကျွန်တော် trailer ကိုနေပြီးကူးပြီးတော့ကြောအကောင့်မှာပြန်တင်လိုက်တယ်ပြီးရင် link နဲ့ link ကိုကျူပြီးတော့အဲ့ဒီနောက်တော့ဆိုပြီးလှည့်တဲ့ဟွာတဲကိုနေပြီးအဲ့လင်းကိုပြန်ထည့်ပြီးတော့တင်သွင်းလိုက်လို့ရှိရင်အမှတ်ရတယ်အဲ့ဒီ point နဲ့ပဲဒါတော့ကျွန်တော်တို့ကပေါ့နော်လှည့်ပေးရတယ်အဲ့ဒါကြောင့်တချို့ကတော့ကျွန်တော်ဒီမျက်စိက copy ပြီးတော့ယူထားတာအဲ့ဒါကြောင့်လို့ကျွန်တော်ကပေးတဲ့သူတွေရှိရဆိုဒီဗီဒီယိုလေး like and subscribe လုပ်ဖို့ကျွန်တော်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီလောက်ပဲလာပြပြအားလုံးကျေးဇူးတင်ပါတယ်